ခေရခိုင်သမိုင်းဆိုထွန်ချဟင်းရီရာထောင်ရှိရီဒီနေစာငရခိုင်သမိုင်းမှာတေးတင်ခါရီရခိုင်ဆိုရီနိုင်ငံတကူဟိနင်ကဆိုအဘာကတီရီကျောင်းစာတီကိုဖက်ကလေးငယ်လိုလိုနဲ့ရလာခဲ့ဖြစ်ခဲ့ဒီမိုကရေစီလားဖက်ဒရယ်လားဘလို့နာမလေးဘလို့လို့ဆိုလဲလဲရဲရခိုင်တီလို့ဆိုလဲလဲရဲရခိုင်နိုင်ငံလဲလဲရဲเราสวงงูเป็นบรรดาเครรခိုင်သမိုင်းဆိုထွန်ချဟင်းရီရာထောင်ရှိရီဒီနေစာငရခိုင်သမိုင်းမှာတေးတင်ခါရီရခိုင်ဆိုရီနိုင်ငံတကူဟိနင်ကဆိုအဘာကတီရီကျောင်းစာတီကိုဖက်ကလေးကဲလိုလိုနဲ့ရလာခဲ့ခရီးကဲဒီမိုကရေစီလားဖက်ဒရယ်လားဘလို့နာမလေးဘလို့လို့ဆိုလဲလဲရဲရခိုင်တီလို့ဆိုလဲလဲရဲရခိုင်နိုင်ငံလဲလဲရဲနောက်ဆုံးအချိန်လေးပြီးနေတယ်ပြေးမယ်ရခိုင်ဆန်းစားဖို့ပရာလိုက်ကန်ဘီရခိုင်ဆိုရီဘုံကိုဆောင်လို့အိုပရီလွဲအောင်ဆွင်စားကန်ဘီရခိုင်ပြည်ကိုရခိုင်ရာပိုင်ဖို့တိုက်ယူခဲ့မေရခိုင်သားတို့လေကျပူရလူကိုတိုက်ထုံးမေဝဲမေလူရလူကိုလိုက်ထုံးမေဝဲဒီမိုကရေစီလားဖက်ဒရယ်လားဘလို့နာမလေးဘလို့လို့ဆိုလဲလဲရဲရခိုင်တီလို့ဆိုလဲလဲရဲရခိုင်နိုင်ငံလဲလဲရဲမရိုးလို့ဆိုလဲလဲရဲရခိုင်တီလို့ဆိုလဲလဲရဲရခိုင်နိုင်ငံလဲလဲရဲမရိုးလို့ဆိုလဲလဲရဲ